Japan region တစ်တော့အကောင့်နဲ့ငွေရှာတဲ့နီးလန်းနှစ်ခုရှိရဗျာနော်ဆိုတော့တခုကကြတော့ဗာလဲဆိုလို့ရှိရင်ဒါအားလုံးသိပြီးသားပါနော် TikTok like ကိုအသုံးပြုပြီးမှကြော်ညာတွေကြည့်တယ် point စုတယ်ပြီးရင်ငွေထုတ်တယ်ပေါ့နော်ဆိုတော့နည်းနည်းလေးရှုပ်တယ်ရတာလည်းနည်းတယ်နော် FAQ error ဖြည့်ရှင်းရတာနဲ့တင်တိုင်ပတ်နေကြမျိုးရှိတယ်ပေါ့နော်ဆိုတော့ FAQ error မမိတဲ့ service မျိုးလဲကျွန်တော်တို့တွေးတော့မတွေးဘူးသေးဘူးပေါ့နော်ဆိုတော့ဒါကတော့တနည်းပေါ့နောက်တနည်းကကြတော့ဗာလဲဆိုရင်ကျွန်တော်တို့ဗာလဲဆိုရင် monetization ရှောက်တာပေါ့နော်သူကကြောက်ပါလဲဆိုရင်10 minute အထက် video တွေတင်မယ်ဒီကိုပိုင် creation လုပ်တဲ့ video ဖြစ်ရမယ်ပေါ့နော်10 minute အထက် video တွေတင်မယ်follower ကကျွန်တော်တို့ဗာလဲဆိုရင် 10k ရှိရမယ် like 1000ရှိရမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဗာလဲဆိုရင် video တင်တိုင်းကိုယ့်ရဲ့ video ကြည့်ရှုတဲ့ပေါ့ကြည့်ရှုမှုပေါ်မှာမှုများပေါ်မှာမှုဒီမှာကျွန်တော်ဒေါ်လာဝင်တာပေါ့နော်ပို့လဲရတယ် FAQ error မရှိဘူးကျွန်တော်ပိုကောင်းတယ်ပေါ့နော်ဆိုတော့ပထမဆုံးကိုကဘာလုပ်ရမလဲဆိုဂျပန်အကောင့်ရှိလို့ရှိရင်ရတယ်ဂျပန်အကောင့်ရှိပြီးမှကိုယ့်ဘက်ကဘာစူးစမ်းရမလဲဆိုစစောကပြောတယ်ပေါ့နော်ကျွန်တော်တို့ဘာလဲဆိုရင်ဒီ like 1000နဲ့ follower 10k ပေါ့နော်ဒါလေးကိုရအောင်ရင်လုပ်ရမယ်ဗျအဲ့ဒါရပြီဆိုလို့ရှိရင်ကိုကဘာလဲဆိုရင် monetization shop အောင်တာနဲ့ပတ်စံဝင်ပြီလုံးဝအတိကျပဲTikTok like 3တာထက်ပိုရမယ်ဘယ်လိုပြောမလဲဆိုလို့ရှိရင်ခေါင်းလဲတိတ်မစားဘူးပေါ့နော်ဆိုတော့ကျွန်တော်ရောင်းတဲ့ Japan region TikTok အကောင့်တွေက TikTok like အတွက်ကျွန်တော်မလုပ်ပေးဘူးဗျ